သာအိမ်မက်ရှိတယ်ဆိုရင်အဲ့ဒီအိမ်မက်ပြမြောက်လာဖို့အတွက်မင်းကာကွယ်နိုင်ရမယ်လူတွေရဲ့အတွေးတွေကအမြဲတမ်းသူတို့လုံနိုင်တာမင်းမလုံနိုင်ဘူး